တောင်းပဲလုပ်လိုက်တော့ကျွန်တော်ပြောတာသဘောပေါက်လားကောင်းလည်းကောင်းတယ်အရင်တော့မနေတယ်ငါမဆိုင်ဘူးလေကောင်းရင်တော့ကောင်းတယ်ပြောရမှာပေါ့ကောင်းတဲ့ဥစ္စာကိုကောင်းတယ်လို့ပြောမှာဘာငါမကောင်းလို့ပြောခဲ့ပါထားလိုက်ပါကျွန်တော် FB channel ကတွေ့ဆိုရတယ်ဗျာကျွန်တော်တို့ဒီနေ့ဒီမှာကြည့်ရှုနေတဲ့ပရိသတ်ကြီးကိုဆိုင်ကောင်းလေးတစ်ဆိုင်နဲ့လုံးဝမိုက်ရဆိုင်လေးဆိုင်နဲ့ကျွန်တော်တို့မိတ်ဆက်ပေးကြလို့ပါအားလေးလောက်အောင်လမ်းညွှန်ပေးကြလို့ပါရန်ကုန်မှာနေလို့မန္တလေးဖုံးဆိုပြီးတော့ဟာမန္တလေးရောက်သွားပါလားအဲ့လိုမျိုးဖြစ်သွားမယ်စိုက်ရိုးလေးလို့စိုက်ရိုးလေးအဲ့ဒါလည်းတစ်လုံးနဲ့ပဲကြော့ဘာလဲကြော့ဆိုတာဘာလဲအေးဘာလဲလို့ဘာလဲကြော့အေးဘာလဲငါလည်းသိတယ်ကြော့လေးဘာလဲကြော်ဆိုတာထမင်းကြော်ရန်ကုန်ထမင်းကြော်မဟုတ်တဲ့မန္တလေးထမင်းကြော်လေးပါမန္တလေးထမင်းကြော်လေးကိုကျမတို့ကစီတန်လေးနဲ့အသားကြော်လေးတွေအသားလုံးကြော်လေးတွေကိုမန္တလေးထမင်းကြော်လေးနဲ့တွဲစားဖို့အတွက်ကြော်လို့တစ်လုံးနဲ့ပေးထားတာပါရှင်ရက်နဲ့ကြော်တာပါဩမရက်ဆိုမန္တလေးဆိုရေဦးသူပါရှင်ဘာမှမလုပ်တာပြင်းလေးတွေဆိုလို့ရှိရင်လည်းကျမတို့ကမန္တလေးပုံစံအတိုင်းပဲအနှင်းဟင်းသိမ့်မထည့်ပဲနဲ့အကြော်လေးတွေကိုပဲဦးစားပေးထည့်ထားတယ်အနှင်းဟင်းဆိုလို့ရှိရင်ဒါမှကျမတို့ကအညာချက်ပုံစံမျိုးလေးခရမ်းညံစီများလေးနဲ့ချက်တဲ့ဟင်းလေးလောက်ပဲအနည်းချင်းထည့်ပေးထားတယ်ဒါဆိုရင်တော့ညာတွေမှာမပါမဖြစ်အလှူတွေမှာကျွေးတဲ့ငါ6000ကျော်လေးပေါ့ဒါမျိုးလေးတွေလည်းထည့်ပေးထားတယ်ရန်ကုန်ကလူလေးတွေစားစိတ်ကျင်တဲ့အတွက်မိုင်းဟင်းအမျိုးဘယ်လောက်ချတယ်ဟင်းမျိုးက40ကျော်လောက်ရှိတယ်ရှင်40လောက်ရှိတယ်နေတိုင်းရတာနေတိုင်းရပါတယ်ရှင်ရာသီပေါ်အသီးရွက်လေးတွေကလွဲလို့ကျန်တဲ့ဟာလေးတွေကတော့အားလုံးကိုနေတိုင်းချက်ပေးထားတယ်ဒါလေးတွေဆိုလို့ရှင်ကျမတို့ရန်ကုန်မှာမရနိုင်တဲ့ဝတ်သားကိုဇီးပြူသီးကြောင်းနဲ့အများမှာဆိုရင်တော့ဇီးပြူသီးကြောင်းလေးတွေကပေါ်တယ်ဆိုတော့အဲ့အနမလို့အများစာလေးတွေလည်းစားစိတ်ကျင်တဲ့အတွက်ဇီးပြူသီးကြောင်းလေးနဲ့ဝတ်သားဆိုလည်းချက်ပေးထားပါတယ်ရှင်ချက်တာကဘယ်သူချက်တာလဲကျမကိုယ်တိုင်ချက်တာရှင်ကျမအညာသူဆိုတော့ကျမကိုယ်တိုင်ပဲအညာလက်ရလေးတွေစားသိကျွန်တော်ချက်ပေးတာပါကဲဆိုတော့ကျွန်တော်တို့ပွန့်လင်းနဲ့ဒဲတို့ပြောရလို့ရှင်ကျွန်တော်ဒီကြော်ဆိုတဲ့ထမင်းကြော်ဆိုင်ကမန္တလေးပရီမီယံထမင်းကြော်လို့တော့ပြောလို့ရတကူတော့ရှိရတော့ဒါမနက်ပိုင်းရောက်တာပို့မန္တလေးကပုံစံတိုင်းပဲညနေပိုင်းညပိုင်းရောအကြီးကြီးရောက်မှာတော့မန္တလေးကပုံစံတိုင်းမင်းကြော်တပွဲမှားလိုက်တာနဲ့ကျမတို့မှာအရွက်ကြော်တစ်မျိုးပါမယ်အညာလူတွေမှာပြောတဲ့မြုပ်သီးကြော်လေးပါမယ်နှမ်းပတ်ချင်အိမ်မှာကိုယ်တိုင်လုပ်တဲ့နှမ်းပတ်ချင်လေးပေါ့နှမ်းပတ်ချင်လည်းမကြီးကိုယ်တိုင်လုပ်တယ်ကိုယ်တိုင်လုပ်တာရှင်ကျမတို့ကအညာစီရောနှမ်းပတ်ရောပို့ပေးလိုက်တဲ့ဟာကိုမှဒီကျမပဲကျမတို့သဘာဝတိုင်းလေးချင်တာနှမ်းပတ်ချင်လေးပေးတယ်ပဲလော်ကြော်လေးပေါ့ပဲရေဘွားလုပ်တဲ့ပဲလော်ကြော်လေးအဲ့ဒါလေးမန္တလေးမှာစားတဲ့ပုံစံဟုတ်တယ်ရှင်ပဲလော်ကြော်ဆိုအားလုံးညောင်မင်းဝင်းမှာစားဘူးရင်တော့တိကျမှာပဲလော်ကြော်လေးဟုတ်ပြီအဲ့ဒါလေးရမြုပ်သီးကြော်လေးရအဲ့လိုတွဲဆက်မိမိလေးနဲ့ကျမတို့ကမန္တလေးထမင်းကြော်လေးမှားလိုက်တာနဲ့အရန်ဟင်းလေးတွေကလည်းပါပြီးသားပါရှင့်မန္တလေးသမင်းကျော်ပေါ့ဒီအချိန်လောက်မှအသက်ဝင်တာတော့မန္တလေးသမင်းကျော်ကလေဒီအတိုင်းလေးပဲဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ဒီဆိုင်မှာကျွန်တော်ဟင်းရွေးမယ်ဆိုကျွန်တော်လည်းနေ့တော့လမ်းချောင်းဘာကြောင့်လဲသိလားဟင်းကောင်တာအကြီးအကျယ်ပဲဟင်းမျိုး40ဆိုတော့တိတိကျကျတော့ရွေးရလိမ့်မယ်ဗျာဟုတ်တယ်ကိုသူရဲ့ပြောရမယ်တကယ်ပြဿနာတဲ့ဘာနဲ့စားရမှာမသိနော်ဒီဆိုင်လို့ရှိရင်ဘာနဲ့စားရမလဲဆိုတော့တော်တော်ရွေးချယ်ရမှာနော်အဲ့မှာဆိုင်နာမည်တော့ပြောင်းတင်တာဘာနဲ့စားရမလဲနားနဲ့စားရအောင်လေဘောကိုရွေးပါရဲ့ဘာနဲ့စားခင်ဗျာဒါမသိဘူးဘာစားမှမသိဘူးဘာနဲ့စားလို့ပြောပြကြအကုန်စားလို့ရတာအဲ့လိုပဲရမယ်ဘူးလေးစားလိုက်အောင်ဟောရှင်ဒီလိုကြီးကဲတာပြောတတ်တယ်ကျွန်တော်ပြောနေတဲ့ပြင်းညံဆက်ဆက်ဆိုတာဒါမျိုးလေးကိုပြောတာဒီလိုအခင်းချင်းဒီလိုပုံစံဒီလိုအနက်ဒီလိုအရသာမျိုးနဲ့လုံးဝပြီးစားရရှိတာစားလိုက်ပါတော့ကွာရန်ကုန်မှာဒါမျိုးရှားတယ်တော့မန္တလေးတွေသွားစရာမလိုဘူးရန်ကုန်ရွှေမြို့တော်ကြီးမှာရှိနေတာဒါမျိုးကျွန်တော်တို့ကြော်ထမင်းကြော်ပေါ့ကျွန်တော်အရင်ဆုံး तू ကဘာနဲ့ဆွဲဆောင်ပါလဲဆိုတော့အဲ့ထမင်းကြော်ရဲ့အနံ့ပေါ့အဲ့အနံ့နဲ့ဆွဲဆောင်အဲ့ထမင်းကြော်အသားသူတို့ကြော်လာတာအဲ့အဝါလေးကတော်တော်လေးမှုေးနေထမင်းကြော်ဝါလေးနဲ့မှုေးလေးနဲ့စီချက်နဲ့တင်းလေးကိုသွားတာဟုတ်တယ်နော်စီချက်နဲ့တင်းလေးနဲ့ထမင်းကြော်လေးဆိုတော့လို့စားအရင်မှမစားဘဲနဲ့ကျွန်တော်အရင်ဆုံးဒီအရသာပဲရင်ကြီးကြည့်မယ်ဘောအချို့အရသာဆိုတာထက်အဲ့ထမင်းလေးကကျွန်တော်စက်သွန်ပြူစီချက်ပွင့်ပွင့်လေးနဲ့စားလေးနဲ့ကြော်ရတဲ့အရသာအရင်ဆုံးရထမင်းတော့သူကတန်းဒီကအကြော်နဲ့စားတော့ခက်တင်းတင်းလေးပေါ့ဗျာဒီထမင်းကြော်အရသာလေးဒီအရသာလေးတင်းတင်းလေးနဲ့အရသာရှိရှိလေးကိုကြော်ထားတဲ့ထမင်းကြော်လေးပါကြော်လဲဆိုတော့ထမင်းကြော်ဟင်းပေါ့ဒီမှာ ရင်းနေရတော့ခင်ဗျာရွေးမယ်ဆိုလို့ရှိရင်လုံးဝတိုင်ပြောက်လိုက်
ဘာကြောင့်လဲဆိုဘာစားလို့စားရမှာမသိဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုပဲပြောဒီနေ့ကတော့ကျွန်တော်တို့ရွေးရတဲ့ဟင်းတွေကျွန်တော်ငါ6000ကျော်ပါတယ်ငါ6000ကျော်ဒါတွေတော့ကျွန်တော်အညာဒေသအလွမ်းပြေပေါ့ပြီးတော့လို့ရှင်ကျွန်တော်ဒီလိုစက်သားဟင်းခင်းနေကြီးလေးနဲ့လုံးဝအချင်လေးချက်ထားနူးနေအောင်ချက်ထားကျွန်တော်အဲ့ဒါမှားရတယ်ပြီးရင်တော့လုံးဝ special ဒါကျွန်တော်တို့နာမည်ကြီးနေပြီးတော့မှအိမ်တွေမှာအင်မတန်မှချက်စားဖို့ခက်တဲ့ဟင်းပေါ့သူကအကြာကြီးချက်ရတော့စီစဉ်ဟင်းလေရပေါ့ဒီမှာချက်စီစဉ်ရှိရယ်ဝက်စီစဉ်ရှိရယ်ပြီးရင်အမဲစီစဉ်ရှိတယ်ကျွန်တော်အမဲစီစဉ်ပါဒါကကြက်ဥကိုကျွတ်ကြော်ပြီးတော့ငရုတ်သီးဘူဒီပတ်တီလေးနဲ့လှိမ့်လိုက်တာဒါပေမဲ့ဒီကောင်လေးကကျွတ်ရွရွဘလို့ကမမတင်းတင်းကလေးလေးပေါ့ဟုတ်တော့ကောင်းတာတော့နည်းနည်းကင်းကင်းလေးနဲ့တည်းကစီအများကြီးထဲမှာချက်ရတဲ့ဟင်းမို့လို့ဒါစီစဉ်လို့ခေါ်တယ်မကြည့်လိုက်ဟောအမြောင်းကိုသေးချာထွက်ခင်ဗျာဘာလုပ်ရမလဲသိလားအဲ့ဘာလုပ်ရလဲဒီလိုဆွဲပြီးတော့မှတစ်နှောင်းချင်းစီဒီလိုတစ်နှောင်းချင်းစီစားရုံမှာတော့ဆိုင်ထဲမှာမတွေ့သေးဘူးဟောမဲသားရတယ်လို့ရှိတယ်အမဲသားအသားလေးထိအသားရတာရောက်ငါ6000ကျော်နဲ့သမင်းကျော်လေးနဲ့ဝေါလောမန္တလေးလာတယ်ဒါတော့စက်သားပေါ့စက်သားလားနူးညံ့နေအဲ့မှာဟင်းချက်အရတာတော်တော်ကောင်းတယ်နာမည်ကြီးလို့ကျွန်တော်သတင်းကြားဘူးရအခုသစားနေတဲ့ကြက်စီစဉ်ကိုကြော်ရတာကြက်စီစဉ်လို့ပြောကြော်ရတာတော့မဟုတ်ကြက်စီစဉ်ဟိုနူးအီနေပဲဒီကြက်စီစဉ်တွေကဒါကျွန်တော်မိမအိမ်မှာမချက်ပေးတယ်အရင်အကြာကြီးချက်ရလို့ဆိုသူဘလို့မှမချက်ပေးဘူးဘလို့ပြောမချက်ပေးတာအခုဒီဆိုင်မှာတွေးလို့စားကြည့်လိုက်ပါဘလို့ရတာကြည့်တော့ကျွန်တော်တခါမစားဘူးလေဒါလေးကကြီးတယ်ကောင်းကြီးလေးနဲ့ဟာတော်ကောင်းလေးရအထဲမှာအထဲကြီးတွေပြောရရတာတွေကနှုတ်စင်းပြီးတော့အထဲကအသားလေးတွေရတယ်ကြော်ရမှာမဟုတ်ဘူးနော်စိတ်စီတင်းလေးနဲ့အဲ့လိုမပြုတ်လို့ပုံစံမျိုးလည်းမဟုတ်ဒါပေမဲ့အဲ့ထဲမှာပြောစီတွေစိန်ထားပဲမယ်ဒီမှာစီတွေသွားစုနေတာလည်းမဟုတ်အကြလာရှိလေးနဲ့ကောင်းလေးစားမိမရဲ့တခုပဲပြောတော့စိတ်ရောမလို့နေမချက်တွေးရတာတက်စီလေးကဒီမှာစားလိုက်ရနေမသွားပြီးတော့မှမချက်တွေးလို့ဆိုစော်ကားတာတော့တမင်းကပဲကောင်းတယ်ကောရန်ကုန်မှာဒီလိုမျိုးမန္တလေးပုံစံရောင်းတဲ့သမင်းကျော်လိုက်ဒီလိုဟင်းအများကြီးတော့တွေ့ဘူးလားမတွေ့ဘူးမတွေ့ဘူးလားမတွေ့ဘူးမတွေ့လို့ဒီမှာလာတွေ့ရတယ်ကျွန်တော်ထင်တယ်ဒီဆိုင်ရှိမယ်ဒီကဆိုင်ပဲရှိမယ်တဲ့ဒါကျွန်တော်အရွက်ဆောင်တော့မှာဟင်းနုနွယ်ပါမယ်မြူရွက်ပါမယ်ညောင်ကျင်ဘူးပါမယ်ဥမီပါမယ်အာလူးပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမကြီးငယ်လေးနဲ့ that's it အဲ့ပါအုံးကြီးရက်တယ်မဟုတ်ဘူးဟာကြီးနံပါတ်ချန်တန်းလေးဒီမှာကြီးရွှေးရတယ်ခောက်တယ်လို့တည်းကနှိုက်စားရတာလည်းခက်တယ်ဘာလေးစားမလဲဟိုဟာလေးစားကျွန်တော်တို့ကဒီကဟင်းများတော့ပို့ဆိုးသွားဟိုဟာလေးစားချင်ဒါလေးစားချင်အဲ့လိုမျိုးဖြစ်သွားအခုလောလောဆယ်တို့ပေးထားတဲ့အရန်ဟင်းလေးဒါကရေဦးပဲငပြီးတယ်ကျွန်တော်အမှန်တမ်းပြောတာခမစားဘူးပဲမပြီးနေတယ်တင်းနေလေးနဲ့အဆက်လည်းမဟုတ်ဘူးအညာလေးပဲနည်းနည်းသွားတဲ့ပုံစံမျိုးဒါဆိုတော့အားလုံးဟင်းအားလုံးတလုံးထဲစားမယ်ဘယ်ရောက်တော့ရှိနေပေါင်းလိုက်ရတာဒီမှာကြောက်တော့ကြော်တယ်ခမရတို့တကယ်ကိုလေအခုလိုမျိုးအရလာယူတယ်ဒီလိုမျိုးသွားပို့လိုက်ကြတယ်အဲ့လိုကြီးမချောက်သုံးချက်လေးတော်တော်ကောင်းတာဒီသမင်းကြော်လေးနဲ့တော်တော်လေးကိုလိုက်နေဒီငါ6 3ချက်လေးဒီတိုင်းလေးစားတော့ပါငံတူးနေတာမဟုတ်တော့ခန်းနေလေးနဲ့ဒီမှာဟိုငါ6 3ချက်လေးဘလောက်လိုက်တယ်ဆိုသိမှာပါဒီမှာကပြီးသွားရှယ်တော့အရှင်ဟင်းနေပါပေးတာမို့ဟင်းကားလေးဒီမှာငရုတ်ကောင်းလေးနဲ့ဗာလေးနဲ့ဘူးသီးလေးနဲ့ဒါမှမဟုတ်ဂေါ်ဘီလေးနဲ့အဲ့လိုဟင်းကားလေးတော့ကောင်းသမဲသားကြည့်ရကျွန်တော်ဟိုကနဲ့ဇွန်းနဲ့ခင်းနဲ့ဖဲလို့မရဟဲ့ပြီလက်ကင်ပေါ့လက်ကကန်ကြီးစားမရညဉ့်ညံ့နေဟိုမန္တလေးရဲ့ပုံစံမျိုးပေါ့နော်ဒီရန်ကုန်လိုမျိုးငပီတောင်းတွေပါကြပေးတာမဟုတ်ဘူးဒီမျိုးငရုတ်ကြီးကြော်လေးတွေလူပဲကြော်လေးတွေဒီပါအရွက်ကြော်လေးတွေဒါကြီးဒီတိုင်းလေးစားတော့တော်တော်ရတယ်ဒီလိုလာစားလို့ရှိရင်ကောင်းစားရမယ်တန်စားရမယ်ဆိုတော့ကျွန်တော်နောက်ထပ်လိုက်ဘောတော့ထပ်ပါလား
right လိုက်တော့ ဘာများပြောမလို့လဲ ဘာကြီးလဲစီစဉ်ရ ဟမ် တကယ် slow cooking အင်္ဂလိပ်လိုပြောလိုက်တာ ဟုတ်တယ် ပြပြလေးချက် စလုကူကေ မိုက်တာပြပြလေးချက်ရနော်စီမြန်းမြန်းနဲ့လေစီကုန်မှတော့ဒါကြီးက ဖြည်းဖြည်းလေးမဟုတ်ပါဘူးအချိန်ကြကြပါဖြည်းဖြည်းလေးစလုပိုရှင်းနဲ့ကြက်နေရပါဘူးကြီး အမတော့နေရအမပဲချက်တာဟိုဒီမှာဟင်းချက်လိုက်ရကြီးလုံးဝစပယ်ချက်ပဲကျွန်တော်မန္တလေးမှာဆိုလို့ရှိရင်လေကျွန်တော်ညနေဒီလို9နာရီခွဲ6နာရီဆိုလို့ရှိရင်မန္တလေးမှာဒီလိုထမင်းညိုစားတဲ့လူတွေအများကြီးပဲ အများကြီးပဲ ဒီလိုပုံစံပဲဆိုတော့ तू ကဒီဆိုင်ကဘာလဲဆိုတော့မန္တလေးအဲ့ဒီအလွမ်းပြေမန္တလေးပုံစံမန္တလေးအရသာပြီးတော့အညာရတာ မန္တလေးဒီဇိုင်းဒီပါအဲ့ကမန္တလေးက selection ဟင်းတွေကိုရွေးပြီးတော့ဒီမှာတည်ထားတာအဲ့ဒါကိုကျွန်တော်တို့နေရာစား ဒါပဲ တာဒါပဲ ပြင်တော့ကျွန်တော်တို့တော့တောင်းဝင်ကြအောင်လို့ပါလဲပါဆယ်တော့ဆွဲသွားမပြောရပါဟုတ်နော်မပြောဘူးဖြစ်မှာဆိုတော့ မပြောဖြစ်ပါဆိုဒီဆိုင်မှာတိုင်တော့တော်ပဲဘာလဲဆိုဟင်းရွေးရမဟိုကလည်းစားတယ်ဟိုလူစိတ်ရတည်းဟိုကလည်းစားချင်တယ်ဒါလည်းစားချင်တယ်ဟိုတစ်မျိုးလည်းစားချင်တယ်အဲ့လို အကုန်စားခြင်းပဲပြော အကုန်စားချင်ရပြီရ တော်တော်လမ်းနိုင်ရ ရ ကျွန်တော်တစ်ခါလာစားရုံနဲ့မပြီးဘူး မပြီးမပြီး ခဏလာစားမှဟင်းဆောင်ပါတော့ဟင်းနေမယ်အမျိုး40ဘောမဖော်ရစားတော့ အေးရတော့တော်ရှိ ဟုတ်ကဲ့ဒီဒီဆက်ချက်ပေးတာရတန်းတန်းရှင်းရှင်းချက်ပေးတာရပြင်ထားတဲ့ပကံတွေရောထည့်ပေးရတဲ့ပုံစံတွေရောဟင်းနေလည်းများတယ်ဆိုတော့ ကိုဘကအရသာစီစီစားတတ်ဖို့ပဲ ဟင်းရတော့ဗျာသူ့ဈေးနဲ့သူရှိမှာပေါ့သူပေးတဲ့ quality ကိုပဲကြည့်ဟုတ်တယ်မလားဒါအတိအကျလေးကျွန်တော်ညှော်လိုက်တော့ ဇိုင်းဟုတ်လာရတယ်မြမန္တလေးရော တယ်မန္တလေးပါဦးတော်မိုက်တယ်လမ်းအတိအကျတွေကဘာလဲဆိုမင်းမလမ်းပေါ်ကလည်းဝင်လို့ရတယ်ကျွန်တော်အင်းစိန်လမ်းကလည်းဝင်လို့ရတယ်ကို့မှာတွေ့ရအဲ့လိုမျိုးပြင်ရက်လိုက်အိုင်နာပါပြင်စားလိုက်တော့ ဇိုင်းပြောတာကြံတော့လို့ तू ကအောင်သိတိလမ်းဆိုပေမဲ့ तू ကရန်ကုန်အင်းစိန်လမ်းမှာပဲနဲ့ပုံနီးတယ်လမ်းပြောင်းမှာစိတ်မပူပါနဲ့ဒီမှာအုတ်တိုင်းလိမ္မော်ရောင်ကြီးကဒီဒီဇိုင်းပဲရှိရဒီလမ်းမှာ ငါ့ဘာမန္တလေးရောက်နေဦးလေလှည့်ကြည့်လိုက် တော့ တော့ မင်းများရောက်သွားတယ်သူကဒီကိုပြန်ရောက်လာပြီ ဟုတ်တယ်